ရောက်ပေမဲ့လေလွမ်းနေမွေရမြေပျော်စရာရွယ်ငယ်ဘဝမဟုတ်တော့ပေအစင်မပြေလို့ပဲရွာနဲ့ဆုံးခွာဘဝရဲ့အတွက်သာရုံးကန်လုံးရှာနိုင်ငံရချမှာရလာနဲ့တွေ့ကြပြီလေမောင်နှမတို့တွေလွမ်းတဲ့အပေါင်းအသင်းတွေတနေ့ရာစီခွဲခွာခဲ့ရလေအစင်ပြေသလိုပဲနေခဲ့ရတယ်မပြောတဲ့ရက်တွေဖြတ်ကျော်ကပဲစားဝတ်နေရဲ့အတွက်လေယူသားကြိုးစားတာရှာဖွေရသမျှလှုပ်ရှားဝမ်းရည်အတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အားမလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုအိမ်ထမင်းဝိုင်းမှာလူတွေမဆုံးတော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြစ်လို့မမြင်ခဲ့ပဲအပြစ်မတင်ပါဘူးလေရည်ရွယ်ချက်ပြလာတဲ့နေ့အရောက်ပြန်มาပါဌာနေမွေရမြေတိုင်းတစ်ပါးရောက်ပေမဲ့လေလွမ်းနေမွေရမြေပျော်စရာရွယ်ငယ်ဘဝမဟုတ်တော့ပေအစင်မပြေလို့ပဲရွာနဲ့ဆုံးခွာဘဝရဲ့အတွက်သာရုံးကန်လုံးရှာနိုင်ငံရချမှာရလာနဲ့တွေ့ကြပြီလေမောင်နှမတို့တွေလွမ်းတဲ့အပေါင်းအသင်းတွေတနေ့ရာစီခွဲခွာခဲ့ရလေအစင်ပြေသလိုပဲနေခဲ့ရတယ်မပြောတဲ့ရက်တွေဖြတ်ကျော်ကပဲစားဝတ်နေရဲ့အတွက်လေယူသားကြိုးစားတာရှာဖွေရသမျှလှုပ်ရှားဝမ်းရည်အတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အားမလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုအိမ်ထမင်းဝိုင်းမှာလူတွေမဆုံးတော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြစ်လို့မမြင်ခဲ့ပဲအပြစ်မတင်ပါဘူးလေရည်ရွယ်ချက်ပြလာတဲ့နေ့အရောက်ပြန်มาပါဌာနေမွေရမြေလှုပ်ရှားဝမ်းရည်အတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အားမလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုအိမ်ထမင်းဝိုင်းမှာလူတွေမဆုံးတော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြစ်လို့မမြင်ခဲ့ပဲအပြစ်မတင်ပါဘူးလေရည်ရွယ်ချက်ပြလာတဲ့နေ့အရောက်ပြန်มาပါ